လုပ်ငန်းသုံးတွေအတွက်တရုတ်နီဒီဇယ်အင်ဂျင်ကြီးတွေမေးထားကြတဲ့လူကြီးမင်းတွေနဲ့ဗတ်စုံသုံးလို့ရမယ်စီစားသက်သာတဲ့ဓာတ်ဆီအင်ဂျင်တွေမေးထားကြတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒါမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့လုပ်ငန်းသုံးကုန်မှာဒီဇယ်အင်ဂျင်ကြီးတွေပေါ့နော်ဒါ1073ဆိုပြီးတော့ရှိမယ်ရှင်နော်ဒီကောင်းကြီးဆိုရင်တော့ညီမလေးတို့ခုဒိုင်နမိုနဲ့တွဲဆက်ပေးထားတဲ့အနေထားလေးပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့အလွတ်သီးတန့်လည်းရတယ်ဒါမျိုးတွဲဆက်ပေးထားလည်းရတယ်ရှင်နော်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါ68အင်ဂျင်လေးနဲ့ဒါဒိုင်နမိုလေးနဲ့တွဲဆက်ပေးထားတာဖြစ်ပါတယ်ရှင်လူကြီးမင်းတို့အနေနဲ့ကဒီထက်မြင်းကောင်းရင်များတဲ့အင်ဂျင်ကြီးတွေကိုလည်းမှာယူအားပေးလို့ရတယ်အလွတ်သီးသန့်လည်းရတယ်အလုံးသီးသန့်လည်းရပါတယ်ရှင်နော်ဒီဘက်မှာဆိုလို့ရှိရင်တော့ဘတ်ဆောင်သုံးဓာတ်ဆီအင်ဂျင်တွေဖြစ်ပါတယ်နွားစားဆင်းဆက်တဲ့ကြံရည်ကျိတ်ဆက်တဲ့မြက်ရိတ်ဆက်တွေနဲ့ဝီစီရည်တွေနဲ့ကွန်ပရက်ဆာတွေမှာပါထည့်သွင်းအသုံးပြုလို့ရမယ်ဓာတ်ဆီအင်ဂျင်တွေကိုဒီဘက်မှာဆိုရင်9កောင်ခွဲအားလေးဆိုပြီးရွေးချက်လို့ရမယ်ပြီးရင်တော့14កောင်အားလေးရှိမယ်15កောင်အားနဲ့16កောင်အားဆိုပြီးတော့လဲဓာတ်ဆီအင်ဂျင်လေးတွေကိုရွေးချက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်လူကြီးမင်းတို့အနေနဲ့ကလုပ်ငန်းသုံးတဲ့ကိုဒါဘတ်ဆောင်သုံးပြီးလို့ရမယ်ဒါမျိုးဓာတ်ဆီအင်ဂျင်နဲ့ဒီလိုမျိုးဒီဇယ်အင်ဂျင်ကြီးတွေကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့10ပြားစီရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့39ခု9လုံး10တို့မှာလည်းအသေးစိတ်ဆက်သွယ်ဆောင်စမ်းမြင်မြတ်လို့ရသလို10ပြားစီဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြင်ဦးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်2သိန်းမို့ထက်ဝယ်ယူတဲ့လူကြီးမင်းတွေအတွက်လည်း10ပြားစီဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကားခမယ်အိမ်ရောက်ငွေချေစနစ်လေးနဲ့ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်